စာရေးစာကုန်းမျိုးစာဘယ်နှမျိုးရှိလဲစာရေးစာကုန်းမျိုးစာ၄မျိုးရှိပါတယ်နော်အဲ့ဒါကိုစာရေးစာကုန်းမျိုးစာ၄မျိုးကိုကြပြလေးနဲ့လည်းမှတ်လို့ရတယ်ဘာလဲဆိုတော့တရုတ်ဖြစ်စဉ်ဖွင့်ကြောင်းကျိုးစာစီတူ၄မျိုးနော်အဲ့တော့တရုတ်ဆိုတာတရုတ်ပေါ်စာရေးစာကုန်းဖြစ်စဉ်ဆိုတာဖြစ်စဉ်ပြစာရေးစာကုန်းဖွင့်ဆိုတာဖွင့်ဆိုခြင်းပြစာရေးစာကုန်းကြောင်းကျိုးဆိုတာကြောင်းကျိုးပြစာရေးစာကုန်းကျိုးကြောင်းပြစာရေးစာကုန်းလို့လည်းပြောကြတယ်အဲ့တော့ပထမတရုတ်ပေါ်စာရေးစာကုန်းပေါ့နော်တရုတ်ပေါ်စာရေးစာကုန်းဆိုတာအဲ့စာရေးစာကုန်းရေးတဲ့အခါမှာကိုရေးမဲ့အကြောင်းအရာရဲ့ဓာတ်ပုံလေးတစ်ပုံပေါ့နော်အဲ့ဒါကိုကိုမျက်စိထဲမှာပုံဖော်လိုက်ရတယ်ဥပမာမိုးရသည်အလှပေါ့မိုးရသည်လှဆိုရင်မိုးရသည်မှာမိုးရွာနေတဲ့လူတွေကတီးလေးနဲ့လမ်းလျှောက်နေတယ်အဲ့မြင်ကွင်းလေးကိုကိုယ်စိတ်ထဲမှာပုံဖော်လိုက်ရတယ်ပုံဖော်ပြီးတော့အဲ့ဒီပုံဖော်ထားတဲ့အားလေးကိုတရုတ်ဖော်ပြီးရေးပေးရတယ်နော်နောက်တရုတ်ဖြစ်စဉ်ဆိုတာဖြစ်စဉ်ပြစာရေးစာကုန်းအဲ့တော့ဖြစ်စဉ်ပြစာရေးစာကုန်းမှာကြတော့ဒီများသောဖြင့်အချိန်လေးတွေပါလိမ့်ရှိတယ်ဥပမာမမေ့နိုင်တော့နေ့တနေ့နော်အဲ့တော့ကိုပြုံပေးရတဲ့မေ့လို့မရတဲ့နေ့လေးတစ်နေ့ပေါ့အဲ့နေ့လေးကိုဒီဖြစ်စဉ်ကိုအစားအဆုံးမနေ့ကနေညထိဒီလိုမျိုးအချိန်လေးတွေကိုဆင်ပြီးတော့ရေးသွားရတယ်ဒါကိုဖြစ်စဉ်ပြစာရေးစာကုန်းလို့ခေါ်တယ်